ကျောင်းရတစ်ခုကိုလေးလာတော့မယ်ဆိုလို့ရှိရင်ထိုစကလုံးရဲ့ထိုအကြောင်းအရာကိုဖော်ပြတဲ့စကလုံးရဲ့အ내အဓိပ္ပာယ်ကိုရှင်းဥစွာသိခြင်းဖြင့်လေးလာကြည့်ခြင်းဖြင့်ထိုသဘာဝတရားကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်တင်ညာသိပဲဖြစ်ဖြစ်ပညာသိပဲဖြစ်ဖြစ်လောကလူတွေမှာအသိဆိုတာကိုယ်စီရှိကြတယ်ပေါ့အဲ့ဒီအသိနှမျိုးထဲမှာဘယ်အသိကပို့ပြီးတော့တန်ဖိုးရှိတယ်လဲဘယ်အသိကိုရအောင်လုပ်ရမှာလဲဆိုတာဘုန်းကြီးတို့တွေသဘောပေါက်ပြီးတော့အရေးကြီးတဲ့အသိတရားတွေရရှိအောင်ကြိုးစားအထောက်ဖို့ပါပဲမိမိတို့ရဲ့စိတ်ထဲမှာတင်ညာသိဆိုတာလည်းရှိတယ်ပညာသိဆိုတာလည်းရှိတယ်ထိုအသိနှစ်ပါးဟာဘလို့ခြားနာတယ်လဲဆိုတာတင်ညာဆိုတဲ့စကားလုံးနဲ့ပညာဆိုတဲ့စကားလုံးနှစ်ခုခွဲခြားလေးလာခြင်းဖြင့်အတော်အတန်သိနိုင်ခွင့်ရတယ်ပေါ့အဲ့ဒီသဘာဝနှစ်ခုရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာဒီလိုပဲမှတ်ထားလိုက်တင်ညာသိဆိုတာမှတ်သားထားတဲ့အတိုင်းသိတာတင်ညာသိပညာသိဆိုတာပိုင်ပိုင်ခြားခြားကွဲကွဲပြားပြားခွဲခွဲခြားခြားသိတဲ့အသိမျိုးတဲ့ပညာသိဧကောမီဒီသဘာဝနှစ်ခုဟာဘယ်မှာရှိတယ်လဲဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာရှိတယ်ဒီသဘာဝတရားနှစ်ခုလုံးဟာစိတ်ကိုမှီပြီးတော့ဖြစ်လို့ပါဠိစာပေစကားလုံးအရစေတသိကစေတသိက်လို့ခေါ်တာလောကမှာလူတွေကတင်ညာကိုပညာလို့ထင်ကြတယ်ထင်တယ်ပညာကိုတင်ညာလို့ထင်နေတာလည်းရှိကောင်းရှိလိမ့်မယ်နော်အဲ့တော့တကယ်ပညာအစစ်ရဖို့ရာအတွက်တင်ညာသီလားပညာသီလားဆိုတာဒီနှစ်ခုကွဲကွဲပြားပြားသိထားဖို့လိုအပ်တယ်တဲ့တင်ညာသီဆိုတာပညာဆိုတာဟာစိတ်ထဲမှာဖြစ်တဲ့သဘာဝတရားတစ်ခုပဲစေတသိက်လို့ခေါ်တယ်စိတ်အားလုံးမှာတင်ညာဆိုတာရှိတယ်ဘယ်စိတ်ပဲဖြစ်ဖြစ်တင်ညာဆိုတာပါလာတာပဲစိတ်ရဲ့သဘာဝကိုကမျက်စိကအာယုံတစ်ခုကိုမြင်လိုက်ပြီဆိုတာနဲ့သူကမှတ်လိုက်တဲ့တင်ညာရှိတယ်မှတ်ထားလိုက်ပြီနားကကြားလိုက်တဲ့အတန်လေးတစ်ခုကိုလည်းပဲမှတ်လိုက်တာပဲသူကနှာခေါင်းကနမ်းရှူရတဲ့အနံ့လေးကိုလည်းပဲဟောဒီတင်ညာကမှတ်လိုက်တာပဲလျှာကအရသာလေးရောမှတ်မထားဘူးလားမှတ်ထားပါဗျာအေးချိုတယ်တို့ခါတယ်တို့ဖန်တယ်တို့ငန်တယ်တို့စက်တယ်တို့ဆိုတာတင်ညာမှတ်ထားတာစားမြင်လိုက်တာနဲ့ရက်မကြည့်ပဲနဲ့နောက်မသိဘူးလားသိပါတယ်ဗျာစားဆိုတာငန်တယ်ဆိုပြီးတော့သိနေတယ်ဟုတ်ကလားမှန်ပါဗျာငရုတ်သီးမြင်တာနဲ့တစ်ခါမှတ်ထားလိုက်တယ်စက်တယ်ဆိုတာနောက်တစ်ခါငရုတ်သီးမြင်လိုက်တာနဲ့စက်တယ်ဆိုတာဖြစ်မနေဘူးလားဖြစ်ပါဗျာလောကကြီးမှာမှတ်ထားလို့သိတဲ့အသည့်တွေဟာမြောင်များစွာရှိတယ်ဒီအမှတ်မရှိတော့ဘူးဆိုလို့ရှိရင်လေလူဟာရိုးသွတ်တဲ့ဘဝရောက်သွားမှာပေါ့မရောက်ဘူးလားရောက်ပါဗျာဒါကြောင့်ဝိတ္တဉီအမှတ်တင်ညာတွေမေ့သွားပြီပျောက်သွားပြီဆိုတဲ့လူဟာဒီလူဟာအယူဘဝရောက်သွားတာဒီမှတ်သားမှုတင်ညာလေးဟာတိုးပွားအောင်လှုပ်เสียလိုလားလို့ဆိုတော့လိုတော့မလိုဘူးသူပွားများထားရမယ့်တရားမျိုးတော့မဟုတ်ဘူးသူ့ရဲ့သဘာဝအတိုင်းမှတ်သားမှုဟာဆွဲဆွဲမြဲမြဲမှတ်သားထပ်ပြီးဆိုလို့ရှိရင်တော့လူတွေမှာဗာပြောတော့ဆိုဒီလူကတတိကောင်းလိုက်တာနဲ့ဖြစ်လာတယ်ပေါ့မြန်မာစကားထဲမှာတွဲပြီးတော့သုံးလို့ရှိတယ်မှတ်ဉဏ်ကောင်းတယ်မှတ်ဉဏ်ကောင်းတယ်နဲ့ပြောတာမှတ်ဉဏ်ကောင်းတယ်ဆိုတာဒီတင်ညာကိုပြောတာနော်ဒီတင်ညာကိုပြောတာဒီတင်ညာလေးကောင်းလာပြီဆိုလို့ရှိရင်လူမှာတတိလည်းကောင်းလာတတိကြတော့တန်ဖိုးရှိတဲ့အရာဖြစ်လာတင်ညာကတော့ဒီလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရဘူးပေါ့ဟိုတန်တရားဝကကျွတ်ဖို့အတွက်တန်ဖိုးမရှိတာပြောတာနေ့စဉ်ဘဝမှာတော့အလွန်တန်ဖိုးရှိတယ်ပေါ့မမှတ်မိဘူးဆိုရင်ဒုက္ခရောက်မှာပေါ့
အသက်အရွယ်ကြီးလာတဲ့အခါကျတော့ဟိုဟာမေ့ဒါမေ့နေမှမှတ်မိတာတွေများလာတယ်မဟုတ်လားနောက်ဆုံးမှတချို့ကိုယ်နာမည်တောင်ကိုမေ့တယ်ပညာရဲ့မိယာယုတ်တရားစွမ်းအားတွေရော့ကျသွားပြီတတိစွမ်းအားတွေရော့ကျသွားပြီဆိုလို့ရှိရင်လေအမှတ်တင်ညာတွေလည်းအသက်အရွယ်ကြီးလာတဲ့အခါမှာရော့ကျသွားတတ်တယ်တဲ့အဲ့ဒီလိုရော့ကျမသွားအောင်ဘာလို့မလုပ်ဆိုရင်တတိပဋ္ဌာန်ကျင့်စဉ်လေးတော့ကျင့်ရမှာပေါ့အရာရာမှာတတိထားရမယ်မြတ်စွာဘုရားဒါကိုတတိပဋ္ဌာန်ကျင့်စဉ်ကိုဟောထားတာရှိတယ်လေစားရင်စားတယ်လို့သိနေရမယ်ဒါကြောင့်မလို့မြတ်စွာဘုရားကတတိပဋ္ဌာန်သုတ်ကိုဟောတာတတိတရားထားခြင်းဖြင့်လည်းပဲတင်ညာစွမ်းအားတွေကောင်းလာနိုင်တယ်တင်ညာနဲ့တတိကနည်းနည်းတွဲဖက်ပြီးတော့နေတယ်ပေါ့နော်တင်ညာကနေ့စဉ်ဘဝမှာတန်ဖိုးရှိတင်ညာဆိုဒီမှာတခါမြင်ရင်မှတ်ထားတဲ့အတိုင်းပဲမှတ်တယ်တင်ညာဆိုတာသိပြီးတော့စိတ်ချရတဲ့အရာတော့မဟုတ်ဘူးတဲ့ပုံတရံပြောင်းလိုက်တာနဲ့တပြိုင်နက်လွဲမှားကုန်ရရောအဲ့ဒါကြောင့်မလို့တင်ညာဆိုတာအမှားလဲရှိအမှန်ရှိပြီမှတ်မိယုံတာသိပြီးမှလည်းတင်ညာတွင်ဤလို့ဒီလိုဆရာတော်ကြီးတွေအရေးထားတာနော်တဘာဝအစစ်မှန်ကိုထိုးထိုးထွင်းထွင်းပိုင်ပိုင်နိုင်နိုင်သိတာပညာအပေါ်ရန်လေးမှတ်ထားတာမျိုးမဟုတ်ဘူးမှတ်ထားလို့သိတာကိုပညာလို့မခေါ်ဘူးတဘာဝတရားတွေကိုစူးစိုက်လေ့လာပြီးတော့သိတာမှပညာတဲ့ကဲဒါဖြင့်ကောင်းပြီအဲ့ဒီပညာကိုဘယ်လိုလုပ်ဘယ်လိုရအောင်လုပ်ရမလဲသူ့ဘာသူလိုလျောက်ဖြစ်လာတာမဟုတ်ဘူးပညာဆိုတာလဲလုပ်ယူမှရတယ်ပေါ့အဲ့ဒီပညာကိုရခြင်းဘယ်နည်းနဲ့ရှာရတော့လို့ဆိုတော့မြတ်စွာဘုရားကဟောတယ်အခုလိုတရားဟောတဲ့အခါမှာတရားနာရမယ်စာပေသင်ရမယ်ဓမ္မနဲ့ပတ်သက်တဲ့တရားကျမ်းစာတွေကိုသင်ယူရမယ်ဟောတာပြောတာတွေနားထောင်ရမယ်အဲ့ဒီလိုနားထောင်ခြင်းဖြင့်အသိပညာတွေရတယ်တဲ့ဟုတ်ကဲ့ဒါကတင်ညာနဲ့မတူဘူးကွဲကွဲဖြားဖြားအခုတင်ညာအကြောင်းပြောတယ်ပညာအကြောင်းပြောတယ်နားထောင်ပြီးတော့ဂရုစိုက်ပြီးနားထောင်တဲ့လူကသိမသွားဘူးလားသိပါပါဗျာအဲ့ဒီသိသွားတာကြတော့ပညာလို့ခေါ်တယ်နော်လေ့လာခြင်းနဲ့လိုက်စားခြင်းနဲ့နားထောင်ခြင်းနဲ့တရားနာခြင်းနဲ့မှတ်သားခြင်းနဲ့တရားစာအုပ်တွေဖတ်ခြင်းနဲ့စာသင်ခြင်းနဲ့ဟောတာတွေကဒီဆန္ဒတွေကိုအကြောင်းပြုပြီးတော့ပညာဆိုတာရလာနိုင်တယ်တဲ့ဒါရလာတဲ့နေရာတစ်ခုနော်တွေးတောကြံစီခြင်းကြောင့်လည်းအသိဉာဏ်ရနိုင်တယ်ပေါ့အရာရာကိုအမှတ်တမဲ့မနေပဲနဲ့ဆင်ញင်တွေးတောကြံစီလို့ရှိရင်ရောမရနိုင်ဘူးလားသူတော်ဘာစီကဘသူစီကမှသင်ယူထားတာမရှိပဲနဲ့ကိုယ်ပိုင်အတွေးနဲ့တွေးပြီးတော့သိတဲ့အသိဉာဏ်မျိုးကြမှာစိဏ္ဍမယပညာတဲ့အစင်းမြင့်နဲ့စိဏ္ဍမယအစင်းမြင့်ပညာမျိုးကြတော့ဖះလောင်းနေမှာရှိတယ်စိဏ္ဍမယနောက်သင်ကြားခြင်းဖြင့်သိတဲ့ပညာကြတော့သုတ္တမယပညာတဲ့သုတ္တမယဆိုတာဉာဏ်နာသင်ယူခြင်းကထုတ်လုပ်ပေးလိုက်တဲ့ပညာတဲ့အဲ့တော့ပညာရခြင်းလို့ရှိရင်သင်ရမယ်လို့ပြောတာပဲများများတရားနာလေလေများများသိလေလေများများစာတွေဖတ်ရှုလေ့လာလေလေများများသိလေလေဒီလိုအဓိပ္ပာယ်ရှိတယ်ဟုတ်ကဲ့လားအဲ့ဒီသုတ္တမယပညာမျိုးရအောင်ကြိုးစားအထောက်ကြရမယ်ဒါအခြေခံပညာနှစ်ခုပြီးသွားရောဟုတ်ကဲ့လားအာယုန်နဲ့စိတ်နဲ့အချိန်ချင်းပုတ်ပေးလိုက်လို့ရှိရင်ဉာဏ်သွေးတွေထက်လာအဲ့ဒါလို့ရလာတဲ့ပညာမျိုးကိုဘာဝနာမယပညာလို့ခေါ်တယ်တိုးတက်ပွားများလာအောင်လုပ်ထားတဲ့ပညာအဲ့ဒီပညာကတော့အဆင့်မြင့်သွားပြီပေါ့ကဲဘုန်းကြီးတို့တွေအခုတရားနာလို့ရနေတာကသုတ္တမယပညာဟုတ်ကဲ့လားအဲ့ဒီသုတ္တမယပညာကိုရလာတယ်သုတ္တမယပညာကိုအခြေခံပြီးတော့ဘာဝနာမယလို့ဆိုတာကိုယ်ကိုယ်တိုင်လေ့လာပွားများအထောက်ခြင်းဖြင့်ဘာဝနာမယဆိုတဲ့ပညာကိုလည်းရနိုင်တယ်တဲ့အဲ့ဒီဘာဝနာမယပညာကြတော့အဆင့်များစွာမြင့်သွားပြီ